ကျွန်တော်ဒီ TDA Academy တင်နန်းကျောင်းကိုဖွင့်ရခြင်းအကြောင်းရင်းကငွေရဖို့သဘင်ညက်တင်နန်းကိုဖွင့်ရတာမဟုတ်ပါဘူးကျွန်တော်ကလူငယ်တွေကိုကိုယ့်လက်နဲ့ကိုယ့်ဝါကိုဖန်တီးတည်ဆောက်နိုင်တဲ့ skill တွေနဲ့အတူ professional ဖြစ်လာစေခြင်းနဲ့ရည်ရွယ်ချက်လည်းပါပါတယ် skill တစ်ခုအတတ်ပညာတစ်ခုရှိုံနဲ့ကျွန်တော်တို့ဘာကိုတည်ဆောက်လို့ရပြီလားဆိုတော့လေဒါကတစ်စိတ်တစ်ဒေတာပဲရှိပါသေးတယ်အဲ့တော့ကျွန်တော်တို့ကဒီ skill တွေတစ်ခုတည်းနဲ့မလုံလောက်သေးတဲ့အခါမှာကျွန်တော်တို့ဘာ skill တွေလုပ်မလဲကျွန်တော်တို့ရဲ့လိုအပ်တဲ့ skill တွေက communication skill customer service business mindset နဲ့ professional character ဆိုတဲ့ဒီ soft skill တွေလည်းလိုအပ်နေတာဖြစ်ပါတယ်ဒီလိုလိုအပ်တဲ့ skill တွေကိုလည်း EDA မှာဒီလိုလက်တွေ့ကျတဲ့ပညာရပ်နဲ့ဘဝတွေကိုတိုးတက်စေမဲ့ skill တွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်မို့ကျွန်တော်ကဒီတင်နန်းကိုလည်းဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဖုန်းတစ်လုံးမှာလို့ပဲ hardware နဲ့ software နှစ်ခုရှိတယ် hardware ကောင်းရင် software မကောင်းဘူးဆိုရင်လည်းအဆင်မပြေပါဘူး software ကောင်းပြီးတော့ hardware မကောင်းဘူးဆိုရင်လည်းအဆင်မပြေပါဘူးဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့ဘဝလူတွေမှာလည်းဒီလိုပဲအတတ်ပညာတစ်ခုတည်းတက်ရုံနဲ့အဆင်မပြေပါဘူးလူမှုဆိုင်ရေးကောင်းတဲ့တစ်ခုတည်းလည်းအဆင်မပြေပါဘူးအတတ်ပညာနဲ့ဆက်ဆံရေးနဲ့ဒီလိုမျိုး hardware software နှစ်ခုကိုဟန်ချက်ညီညီရှောင်လာမယ်ဆိုရင်တော့ကျွန်တော်မြင်ဖို့အတွက်ပို့ပြီးတော့ညာနှုံးပြည့်ဖြစ်လာနိုင်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ဒီတင်နန်းကိုဒီလိုအကြောင်းအရာတွေကိုတပါးလေပြင်ပေးသွားမှဖြစ်တဲ့အကြောင်းဘောကိုတိုးတက်မှုရှိအောင်လူငယ်တွေကိုတိုးတက်စေခြင်းနဲ့ဆန္ဒနဲ့လည်းဒီတင်နန်းကိုကျွန်တော်ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အခုကျွန်တော်တင်နန်းမှာ Friday class တင်နန်းနဲ့တပါးလာချင်းတင်နန်းဘာသာစုံတင်နန်းနဲ့ online class တင်နန်းတွေကိုလည်းကျွန်တော်အမြဲတမ်းတင်နန်းလက်ခံနေပါတယ်ဒါကျွန်တော်တင်နန်းကိုကျွန်တော်ရဲ့ဒီစပင်ညက်ဘာသာရပ်များအပြင်လိုအပ်ချက်ဖြစ်တဲ့ soft skill တွေကိုလည်း communication skill customer service business mindset professional character တွေကိုလည်းကျွန်တော်လိုအပ်တယ်လို့တင် जा ပေးသွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်